နေ့မနေ့အိယာနိုးတာနဲ့မနေ့စာစားပြီးကားလာကြိုမှာကိုစောင့်နေခဲ့တယ်9နယ်လောက်တာနဲ့ကားရောက်လာခဲ့ပြီးကျွန်တော်တို့ကိုလဝတမ်ပယ်ကိုထွက်လာခဲ့ပါတယ်ကိုလာဝတမ်ပယ်ကို Back Cave Temple လို့လည်းခေါ်တယ်နော်တကယ်လို့တက်တောင့်တက်တာသွားလေခြင်းလို့ရှိရင်တော့ဘာလီမှာကားငှားလို့ရပါတယ်ဆယ်နာရီစာကိုအင်ဒိုနီးရှားရူပီ9,500ကျပြီးတော့စင်ဒေါ်လာနဲ့ဆိုလို့ရှိရင်တော့50လောက်ကျတာပေါ့နော်ပြီးရင်တော့ဒီတန်ကန်တာကိုတွားခဲ့ပါတယ်တီယန်တာကလေတန်ရှင်းသောရေဖျားရေဆိုပြီးတော့အတိတ်ပဲရပြီးတော့ဂန်းကာကတော့ဂန်းကာမြစ်ကိုဆိုလိုပါတယ်အဲ့ရေကန်ကဟိုအရင်တော့ဆိုလို့ရှိရင်ဘရေမင်းမြတ်တွေရဲ့ရေချိုးကန်ဖြစ်တုပ်ပြခဲ့တယ်တီယန်တာကန်ကလေမနက်၈နာရီနဲ့ည6နာရီထိနေတိုင်းဖွင့်ပြီးတော့အင်ဒိုနီးရှားရူပီတယောက်ကို9,000နေနဲ့ foreigner တွေအတွက်ဝင်ကြေးယူထားတယ်အဲ့မှာရေကန်ထဲမှာဆိုလို့ရှိရင်ငါးတွေနဲ့လည်းအနီးကပ်တပိုရိုက်လို့ရတယ်။နေရာကလည်းအကျယ်ကြီးဖြစ်ပြီးတော့အရန်ပျော်ဖို့ကောင်းပါတယ်။The Gates of Heaven ဆိုပြီးလူသိများတယ်။ပူရာလူဟူလန်ပူရာတောင်ပေါ်တက်နေတာဖြစ်ပါတယ်။တောင်အောက်ကနေပြီးတော့ Shuttle Bus ဒါမှမဟုတ်ဆိုင်ကယ်နဲ့တက်လို့ရပါတယ်။ The Gates of Heaven Temple ကလည်းဘာလီရဲ့ထွန်းမြတ်ထားရာနေရာတစ်ခုဖြစ်တဲ့ကြောင့်မလို့ဖျားเจ้าနဲ့မဝင်နေတော့စာရောဝတ်ဖို့လိုအပ်ပါတယ်။ဒီနေရာကတော့ဘာလီရဲ့ signature ဓာတ်ပုံတွေရိုက်လို့ရတဲ့နေရာလေးတစ်ခုဖြစ်ပြီးတော့မနေ့စောစောလူနေတဲ့အချိန်သွားဖို့ကို recommend ပေးချင်ပါတယ်။ပြီးတော့အဲ့ဒီကနေမှဘာဒီကျောင်းမှာရှိတဲ့တီဘူမာနာရေတခွန်တွားလိုက်ခဲ့ပါတယ်ဒီတခေါနေပြန်လာပြီးဟိုတယ်ရောက်ရေချိုးဖို့စားလဲပြီး Uber Palace တံပဲကိုထွက်လာခဲ့ပါတယ်
ညဘက်ဆိုလို့ရှိရင်ဘာလီရဲ့ traditional dance show တွေလည်းရှိရဲအဲ့နေရာတော့မိုးတွေရမ်းရွာတာမို့လို့show ပဲမကြည့်ဖြစ်တော့ဘူးပေါ့နော်အဲ့နာမှာလည်းခဏနာပြီးတော့ဈေးတန်းတစ်လျှောက်ပတ်ပြီးခဲ့ပါတယ်